Kami kita kamarata kami tu adimosida kama kama wisaranti dina diti tu modia bani tiam ye demakango Kuyunaro amamshim Gambi dhamma tataja Hop ya thong tin matlam tuendi Saya dake ashin tu ye ji phaya Mayam Mawa lubong kamagong do Ayong nitanမပြည့်ပဲနေလျက်ရှိကြတန်တရာဝဲဖန်ခါကလည်းရတပြီတော်မတို့သည်ကာမီလောကရဲ့ဤဇက်ခုံတွင်လူပေါင်းမှာလူအကြိုင်ခင်လိုက်စမ်းချေနှစ်သက်စရာလမ်းအသွဲဆိုတဲ့ငါသွဲအာယုံကာမဂုဏ်တရားတို့ကိုဂိတ်တာတန်ရောစဉ်ကြိုးညီ၍ဒိုမီထီမီဆွဲညီကြပါကုန်သည်ဖယားကာမရတ္တဥထုစဉ်တလေးကာမဂုဏ်တွေကပြောမွေ့နေချိုက်အလွန်ကြိုက်၍နေကြပါကုန်၏ဖယားကာမီတုရူပယံတတ္တယံကနာယံရတယံဖို့တပါယံဟုဆိုအပ်သောအာယံငါပါကာမဂုဏ်တရားတို့၌အဒီမုတ်စီတာကာမဂုဏ်အကြိုက်အမိုက်တတဝါအာယုံတိုက်မောဟိုက်ပြင်းစွာအဝိဇ္ဇာအမောင်းတွေနဲ့တွေ့ဝေ၍နေကြပါကုန်၏ဖယားကာမပထမကာမဂုဏ်တစ်ခုစီမှာကာမအလှကာမဂုဏ်တစ်ခုစီတော့ကာမအချစ်ပန်းဆိုပြေးရှိရမှာကာမဤအနွမ်းရဲ့လို့အတိအဆန်းဟိုဒီရှိရသောကာမလူဘဝလူပေါင်းအမှုဆုံးနဲ့ယခုကြုံရတဲ့လူကာမဂုဏ်တစ်ခုစီမှာကာမနဘဝနဘောနှစ်သက်ဆရာဆုံးနဲ့မပြတ်ကြုံရတဲ့နတ်ကာမဂုဏ်တစ်ခုစီသောဝိစရတိတောတောင်အားလုံးပွင့်ရည်သုံးသည်ပြပရုံတို့လိုစားသုံးလဲ၍နေကြပါကုန်၏ဖယားဝိစရတိချောင်းကိုပြည့်လုံးညစ်ကိုရှာရေသာများ၍ငါမတွေ့အဟောင်းပြည့်လုံးအတိတ်ကိုရှာနေရများ၍ကြာမစေအများတလေးအမိုက်ထဲမှာအကြိုက်မဆဲတယ်လို့တလိုက်ထဲလိုက်၍နေကြပါကုန်၏ဖယားဒီနာဘာဝိနာထိုသောကာမဂုဏ်တို့ဘဝထဲအလွန်မဆွဲ၍မလွတ်ပဲရှိ၍နေလေသောကြောင့်ဓမ္မကတိကိုတုတ်တန်နေသနာတွေကိုအဟောင်းအမှန်ဖွေးရှားကအပိဓမ္မာနေညိကတတိတကာတကမတွေကိုဟောပြတော့ညီစိတ်က၍ကြံစီမှ
မကတိကဟုနာမချင်းရှာအရှင်ဖရာသည်အမကန်ကာမကောင်မျိုးနွယ်ခုတ်ချမေဟုရည်ရွယ်မသာဖရာတပြီတော်မတို့အားမုတ်တိယကိလေသာညွကွင်းတန်တရာဝတ်အတွင်းမှာလွတ်ကင်းထွက်မြောက်ချမ်းသာရောက်စေခြင်းကဓမ္မခန္ဓာစဉ်သင်္ခါရကိုဉာဏ်ရှိငါဓမ္မတတိပဋ္ဌာနာခြင်းအတိဘာဝနာလက္ခဏာတင်လုံးမုံပြတ်ထားဝစီအနတ္တပဲရဲ့လို့အတ္တဆွေအယူရပြောင်းအောင်ဒုက္ခသမုဒယနိရောဓနေမဂ္ဂတပြာလေးသစ္စာတရားမြတ်ဒေသနာတော်ကိုဒီတိတုငါအာယုံဆိုတာကိလေသာပန်းမြိုင်လေအတွေးမဲမို့တရားအာယုံတတိပိုင်ပိုင်နဲ့ရှင်းနိုင်မို့ကိလေသာညွကွင်းမှမလွတ်ကင်းတဲ့တတ္တဝါတွေကိုသေးသေးချာချာဒီတနာတရားဖြင့်ဝေဝေစာစာချီ